ကန်ရှင်ဘက်မှာ hype ဖြစ်နေတဲ့ character အသစ် Scud ရဲ့ animation နဲ့ scaling ညာဆက်စချင်းတော့က Scud ကိုကန်ရှင်ဘက်မှာပထမဆုံး quantum element ကိုသုံးမဲ့ character လို့ယူဆခဲ့ကြပေမဲ့အခုတော့ cryo character ဖြစ်တယ်ဆိုတာကို confirm မိပါပြီ lens user ဖြစ်ပြီးသူမဟာ chat ရဲ့လက်ဦးစရာဖြစ်ပါတယ်သူမရဲ့ team composition ကိုအနည်းငယ်ကြည့်ရရင် Folio Vest ကသူမကို free team composition နဲ့အသုံးပြုစေခြင်းမျိုးပေါ်ပါတယ် team မှာတွေက hydro character တော့၎င်း cryo character တော့၎င်း scale သုံးတာနဲ့ Scud ရဲ့ basic attack နဲ့ elemental best damage ဟာတိုးလာမှာဖြစ်ပါတယ် step 3ဆင့်ရှိပြီး20 second duration ရှိပါတယ်သူမရဲ့ elemental best ဟာ thermal character တွေလို့ elemental reaction ကနေပြန်ရတဲ့ particle တွေကိုစုရတာမဟုတ်ပဲ scale ကနေရတဲ့ surface subtlety point တွေကိုစုရတာဖြစ်ပါတယ် point 50တည်တာနဲ့ elemental best ကိုသုံးလို့ရမှာဖြစ်ပါတယ် hydro ဒါမှမဟုတ် cryo element နဲ့သက်ဆိုင်တဲ့ reaction ဖြစ်တာနဲ့ surface subtlety point တွေရတဲ့ phantom rift တွေပေါ်လာမှာဖြစ်ပါတယ် phantom rift တွေကိုကောက်ဖို့ဆိုရင် elemental scale ကိုပို့လောက်ထားလို့ရတယ်လို့ elemental brush သုံးလိုက်ရင်လည်းတောက်လို့ရပါတယ်အဲ့ဒါအထက် normal scale ကို chop လုပ်ပြီးသုံးလိုက်ရင် 7 phase flash mode ထဲဝင်သွားမှာဖြစ်ပြီးအဲ့ဒီ mode ရဲ့ flash attack နဲ့လည်းပြန်ကောက်လို့ရပါတယ်အဲ့ဒီ mode ထဲက elemental brush နဲ့တာမဲ့ elemental brush မတူတဲ့အတွက် ultimate scale နှစ်မျိုးပါတဲ့ character လို့ပြောရမှာပါ DPS character ဖြစ်ပြီး rest damage တိုက်ဖြစ်တဲ့အတွက်ဘယ်လောက်ထိကျန်းနိုင်မလဲဆိုတာတော့စောင့်ကြည့်ရပါမယ်ကဲ gashin ဘက်ဆော့တဲ့ဗီဒီယိုကို Scud line ပူဖို့ remote နဲ့အသင့်မြင်ထားဖို့လိုမယ်နော်